ရှင်မင်းသားကိုနေတို့ရုပ်ရှင်လောကမှာနှစ်အကြာကြီးဘာကြောင့်အောင်မြင်ခဲ့တာအားလုံးပဲမင်္ဂလာပါကျွန်တော်ဂျေးဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကတော့ရုပ်ရှင်မင်းသားကိုနေတို့เนาะဘာဖြစ်လို့နှစ်အကြာကြီးအောင်မြင်ခဲ့တယ်ဆိုတဲ့ဥစ္စာနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အတူရထင်ပြီးယူဆချက်လေးကိုပြောပြခြင်းဖြစ်ပါတယ်အခုလိုပြောပြမယ်ဆိုရင်အရင်တစ်ချိန်ကဥစ္စာအကြောင်းတစ်ချက်ပြန်ပြီးပြောပြဖို့လိုပါတယ်ကျွန်တော်ကเนาะဒီကျောင်းသားဘဝတော့ကံကောင်းထောက်မဆောင်တဲ့ရုပ်ရှင်မင်းသားကိုနေတို့နဲ့ကျွန်တော်နဲ့ဒီတငယ်ချင်းအနေနဲ့စက်ဝင်ကန်တကန်ရက်ခဲ့ရပါအဲ့ဒီကားနာမည်ကတော့ထာဝရအမေပဲဖြစ်ပါတယ်လွန်ခဲ့တဲ့9နှစ်10နှစ်လောက်မှာဖြစ်ပါတယ်ထာဝရအမေကားကိုကျွန်တော်တို့မရိုက်ဘူးဖြစ်ပါဘောเนาะကျွန်တော်ကျောင်းကနေပြီးတော့ရွေးချယ်ဝယ်လုပ်ပါတယ်ဒီကျောင်းသားတွေနဲ့အဲ့ထက်မှာကျွန်တော်လည်းဒီကိုနေတို့နဲ့တရုပ်ဆောင်မှုအတွက်ကံကောင်းထောက်မဆောင်တဲ့ရွေးချယ်ခြင်းခံရပါတယ်အဲ့ဒီကားလေးရဆိုရင်အဲ့ဒီပေါ့เนาะထာဝရအမေဆိုတဲ့ကားလေးရဆိုရင်ကျွန်တော်တို့အထုပ်ခုဆရာဝန်ဖြစ်တဲ့ဒေါက်တာခင်မောင်ဝင်းကိုအထုပ်ပတ်တီကိုရိုက်ကူးတာဖြစ်ပါတယ်အဲ့ဒီထဲမှာဆိုရင်ရုပ်ရှင်မင်းသားကိုနေတို့ပါမယ်ပြီးရင်မက်ကစ်ပါမယ်ပြီးရင်အနီမီတန်နုပါမယ်ပြီးရင်ကျတော့ရုပ်ရှင်မင်းသားဦးရဲအောင်ပါပါဗျပြီးရင်ရိုက်ကူးတဲ့ driver တော့စင်အောင်မောင်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ကိုနေတို့နဲ့စုံတွေ့ကြရတော့เนาะသူကအရန်နေအေးတယ်တည်ကြည်တယ်အလုပ်ကိုတော်တော် focus ထားတာကိုကျွန်တော်တွေ့ရပါတယ်သူနဲ့ကျွန်တော်နေရာစက်ဝင်ကနှစ်ခန်းလောက်ပဲရိုက်ကူးခဲ့ရတယ်အရန်အောင်မှသူကအရန်အလုပ်ကိုဒါကြိုးစားဆိုတိတာတော့ပါအဲ့ဒီအချိန်တုန်းကသူ့ရဲ့အသက်က30ကနေ40ချာ35 40ပတ်ဝန်းကျင်ပဲရှိပြီမဲ့သူကចောင်းသားနေရာမှာတရုပ်ဆောင်မှဖြစ်တဲ့အတွက်သူရဲ့ဒီဇက်တရုပ်ကိုပို့ပြီးကောင်းအောင်ပို့ပြီးတော့တည်ကြည်အောင်ဆိုပြီးတော့သူကတက်တဲ့ရင်းနဲ့တက်တဲ့ရှင်ချင်းလုပ်တယ်ငငယ်ရွယ်ပုံစံပေါက်အောင်စပင်လေးတွေကိုလည်းပေးချာတသနာနာလုပ်တာတွေကိုလည်းကျွန်တော်ကတွေ့မြင်ရပါတယ်ပြီးတော့နောက်ထပ်သူ့ကိုဘေးအချက်ကအောင်မြင်သွားစေခဲ့တယ်ဆိုတော့နောက်ထပ်တစ်ချက်ကကျတော့ကျွန်တော်တို့ပေါ့နော်ဒီအဲ့ဒီအချိန်မှာကျွန်တော်ရုပ်ရှင်ဒီရိုက်ကူးရေးသမားတွေအတွက်ဒီစားတော့မဲ့အစားအစာတွေပေါ့နော်စားတော့မဲ့အစားအစာတွေအများကြီးကျွန်တော်တို့အမှပေးပါတယ်ကျွန်တော်တို့ចောင်းသားတွေပဲကျွေးတယ်သူတို့ရိုက်ကူးရေးတွေစားတယ်ရုပ်ရှင်မင်းသားမင်းသမီးတွေစားပါအဲ့ဒီအချိန်မှာကိုနေတို့ကဘာထပြီးတော့ကောက်ထားလုပ်လိုက်လဲဆိုတော့အဲ့မှာသူ့ကိုလာအားပေးတဲ့လူကဒုနဲ့တဲပါအများကြီးပါပဲအဲ့ဒီလူတွေအားလုံးသူကနေပြီးတော့ပြစ်ပြီးတော့ပေါ့နော်အဲ့သူရထားတဲ့ဒီမုတ်တွေကိုအကုန်လုံးကိုသူကအကုန်လုံးပြစ်ပြီးတော့ဝင်ခဲ့ပါတယ်သူပြိတ္တတွေဒီဒုနဲ့တဲနဲ့ပေါ့နော်အဲ့ဒီအချိန်မှာမိထီလာဒီတဲတော်ဝမ်တို့မှာသူ့ကိုအားပေးတဲ့ပြိတ္တတွေဒါအများပါအဲ့ဒီအချိန်မှာဒေါက်တာခင်မောင်ရဲ့ကားတို့ပေါ့နော်ရိုက်ကူးမယ်ဆိုတာသိတဲ့အတွက်ပြိတ္တတွေနဲ့ဒုနဲ့တဲနဲ့ကိုဒီအကြောင်းမှာလာပြီးအားပေးတာအဲ့ဒီအချိန်မှာနောက်တစ်ချက်ကိုကျွန်တော်ဗာသွားတွေ့ရဆိုတော့ तू ကအဲ့မှာအေးစစ်စစ်နေတတ်တယ်မှာ तू ပြိတ္တတွေနဲ့တွေ့တဲ့အခါမှာကျတော့ तू ရေးရင်းနှုတ်ဆက်တယ် तू ပြိတ္တတွေကိုတအားလေးစားတာကိုတွေ့ပါတယ်နံပါတ်3အချက်ကတော့ तू ကအချိန်ကိုတအားလေးစားတာတွေ့ပါတယ်ကျွန်တော်လည်းအလုပ်ရိုက်ကူးခဲ့ရတာပေါ့နော်တရက်တာကာလ2ရက်တာကာလအတွင်းမှာဆို तू ကအချိန်တအားလေးစားတယ်တိတိကျကျလုပ်တယ်သူ့ရဲ့လှုပ်ဆောင်ချက်တွေကတအားကိုကောင်းမွန်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်မိတ်ဆွေတို့ရုပ်ရှင်မင်းသားကိုနေတို့ကအချိန်အကြာကြီးဘာကြောင့်အောင်မြင်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့တစ်ချက်လောက်ပြောပြလို့ရပါ